whether or not ရဲ့အဓိပ္ပာယ်ကိုနမူနာစာကြောင်းလေးတွေနဲ့ရှင်းပြပေးပါဆိုလို့ချယ်ဒီနေ့အဲ့ဒါလေးကိုရှင်းပြပေးပါမယ်အဲ့တော့ whether or not ကိုအရင်မပြောခင်ချယ်တို့ weather ဆိုတာလေးကိုအရင်လေ့လာပါမယ် weather ကိုချယ်တို့ရွေးချယ်စရာတစ်ခုတောင်းမလို့ရှိရင်တစ်ခုထပ်ပိုတဲ့ဟာတွေကိုအသုံးပြုလို့ရပါတယ်ဒါဆိုရင်နမူနာစာကြောင်းလေးတွေကိုတူတူကြည့်လိုက်ကြရအောင်အဲ့ဒါဆိုတော့ she will come whether she is free or busy she will come whether she is free or busy သူမလာလိမ့်မယ်ဒါပေမဲ့အားလားအလုပ်များနေလားဆိုတာတော့သေချာမသိဘူးအဲ့တော့ချယ်တို့ကဘေးဟာလဲဆိုတာကိုရွေးချယ်ပြီးတော့ဆုံးဖြတ်ရတဲ့အခြေအနေမျိုးတွေမသေးကြတဲ့အခြေအနေမျိုးတွေဆိုရင် weather ကိုသုံးပြီးတော့ပြောလို့ရတယ်ပေါ့နော် Okay ဒါဆိုရင်နောက်တစ်ခုကိုတူတူကြည့်ကြရအောင် So we are deciding whether to stay or go we are deciding whether to stay or go ငါတို့နေရမလားသွားရမလားဆိုတာကိုဆုံးဖြတ်နေတယ်ဒီလိုမျိုးပေါ့နော်ဘေးဟာကိုလောက်ရမလဲဆုံးဖြတ်နေတဲ့ဟာလေးကို weather ကိုသုံးပြီးတော့အသုံးပြုလို့ရပါတယ် Okay အဲ့ဒါဆိုရင် whether or not ကကြတော့ချယ်လို့ရွေးချယ်လို့မရဘူးရွေးချယ်စရာမရှိဘူးဒါမျိုးပေါ့နော်အဲ့ဆိုရင် example လေးကိုတူတူကြည့်ကြည့်အောင် I will go whether or not it rains I will go whether or not it rains မိုးရွာသည်ဖြစ်စေမရွာသည်ဖြစ်စေငါကတော့သွားမှာပဲဒီလိုမျိုးပေါ့နော်ဒီလိုစာကြောင်းမျိုးတွေမှာသုံးပြလို့ရပါတယ် Now example တစ်ခုကိုတူတူကြည့်လိုက်အောင် She helps us whether or not we ask She helps us whether or not we ask ငါတို့အကူအညီတောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေသူမကတော့ကူညီတာပဲဒီလိုမျိုးပေါ့နော်ဒီလိုမျိုးချိန်ဒီမှာဆိုရင် whether or not ကိုသုံးပါတယ် Okay အဲ့ဒါဆိုရင်ဒီသုံးလုံးလေးတွေကိုကိုယ့်ရဲ့ speaking ထဲမှာထည့်ပြီးတော့သုံးကြည့်နော်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့မှတ်ခဲ့ပေးနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် bye bye